စီစဉ်နေဘလောက်ပြောင်းပြောင်းမတာတွေဘလောက်ပြောင်းပြောင်းမဟောင်းသေးပဲကောင်းနေစေဖြစ်တဲ့အေမွန်ခမန်ဒါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဂျမနိုင်ပါဒီနေ့မှာတော့စီစဉ်နေဘလောက်ပြောင်းပြောင်းမတာဝင်နေတဲ့အေမွန်ကွန်မန်ဒါကိုဘယ်လိုဆောက်အောင်မလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီဘွဲကိုဒီမနက်နုံနိုးချင်းမှာပဲဆောက်ခဲ့တာပါကျွန်တော်မင်းသိရောက်နေပါပြီအစကတော့ခလီယာကွန်မန်ဒါဆောက်မလို့ဆိုပေမဲ့ဘန်သွားတဲ့အတွက်ကြောင့်အေမွန်ကွန်မန်ဒါပဲဆောက်ဖြစ်ခဲ့ပါတယ်ဒီဘွဲမှာကျွန်တော်ရဲ့ in game frame ဖြစ်တဲ့23 service လည်းပါဝင်ပါတယ်အေမွန်ကွန်မန်ဒါဆောက်ရမယ်ဆိုရင်အဓိကလုပ်ဆောင်ရမှာက free round အပီ round 1 2မှာကလုံးတစ်လုံးအပီရှာမှာဖြစ်ပါတယ် level 3မှာကတစ်ချက်တန်ရနိုင်ခြေ60ရာခိုင်နှုန်းလောက်ရှိတာဖြစ်လို့ level 4မရောက်ခင် level 3မှာအပီးရှာတာကပိုတင်တော့ပါတယ် level 3မှာကလုံးတစ်လုံးရှာမယ်ကျန်တဲ့ကလုံးတစ်လုံးကိုတော့ဒီချားထဲမှာစော့နေနဲ့ရှက်9ခုပြည့်အောင်စုသွားမှာပဲဖြစ်ပါတယ် Would you like? I'm your worst nightmare. Everything will come to an end. My enemies will face the... Let's see who has the. Kenshu, it's time. I was born a rebel. The shadows. I am stronger than before. Correct. The shadows will judge you. Everything will come to an end. My faith is rock solid. I can see you guided by the stars. ဒီမှာဆိုရင်ကျွန်တော်ကလုံးတစ်လုံးပြီးတော့ပါပြီအေမွန်ကွန်မန်ဒါကိုအားလီဂိမ်းဘာနဲ့ထိန်းဆော့မလဲဆိုရင်မီနိုတာ2 star ဒါမှမဟုတ် direct 2 star နဲ့ထိန်းဆော့ပါ The greater the power, Another word the for. stronger the curse. stale. I will find you, my dear. There's nowhere to run. Correct. My hammer. All stars are mine to conquer. Go file a guided by the stars. ဆရာသမားက RAM မှာ Alice Commander နဲ့လာခီးနေပါတယ်တဲ့ Would you like to have a drink with me? Would you like to have a drink with me? I'm your worst nightmare. ဒီနေရာမှာကျွန်တော် level 5ကိုမတင်သေးပဲနဲ့ level 4မှာပဲတစ်ချက်တန်လေးတွေကိုrefresh နှစ်ခါလောက်လှည့်ပြီးတော့ရှာပါတယ်အဓိကကတော့ phobia 2 star ရှာရင်းနဲ့ amon shack လေးတွေကိုအခုကတည်းကစုသွားခြင်းလို့ပါamon commander ဆော့မယ်ဆိုရင်အဓိကအရေးကြီးဆုံးက scavenger 3 ပြည့်ဖို့ပါပဲအဲ့ဒီအတွက်ကြောင့် level 5 6ကိုမတင်သေးပဲ level 4မှာပဲ phobia 2 star ကိုအရင်ရအောင်ရှာပြီးမှအစောတင်ပါတယ်Let me show you the art of killing. Lily is really upset now. May the moon have mercy on you. It's a bloodbath they're walking into. ဒီနေရာမှာ Phobius ကလည်းတစ်ခေါင်ပဲရှိသေးတယ် Minotaur ကလည်း blessing ပွင့်သွားတဲ့အတွက်ကြောင့် Phobius ကိုကန်ဆယ်ပြီးတော့ blessing ship လိုက်ရပါတယ်
လက်ထဲမှာ 4PS နှစ်ကောင်လောက်ရှိမယ်ဆိုရင်တော့ blessing ပွင့်အောင်မဖြစ်မနေရှာတင်ပါတယ်ဒါကတော့ကျွန်တော်ကန်ကောင်းသွားလို့ပေါ့နော် Scavenger 3တာမရရင်အိမ်မွန်ကအတော်လေးတိုင်ပတ်သွားနိုင်ပါတယ်ဒီပွဲမှာဆိုရင်အစောကြီးကလေးကကလုံးလုံးရှာပြီးသွားပြီဖြစ်လို့ဟီးရိုးတွေလိုက်ဝင်နေစရာမလိုတော့ပါဘူးမီနိုတာ2 star နဲ့မီယာကူဖရာဟပ်ပွန်တွဲလုံးတွေကလေကင်းမရောက်ခင်အထိကိုအတော်လေးထိနိုင်ပါတယ်ကဲကျွန်တော်တို့ option လာပြီဗျာ option မှာတော့ဒါလူတိုင်းသိတဲ့အတိုင်းပဲအင်မွန်အတွက်ကလုံးကတော့လုံးဝအကောင်းဆုံးပဲဒါပေမဲ့အသေးချတယ်သူများတွေအကုန်လုံးကဒီကလုံးကိုလာလို့ကြမှာကလုံးကိုလေလံတင်ပြီးလိုက်ဝယ်မယ်ဆိုရင်တော့အနည်းဆုံး6ချက်တော့ကုန်ကြနိုင်ပါတယ်အဲ့အတွက်ကြောင့်ကိုကဒီကလုံးကိုမဝယ်ခင်ကတည်းက6ချက်ပေးမလား12ချက်ပေးမလား15ချက်ပေးမလားဆိုတာကိုကြိုပြီးတော့စဉ်းစားထားပါကိုက6ချက်ဒါမှမဟုတ်ရင်15ချက်ထိပေးနိုင်တယ်ဆိုရင်တော့အရင်မတက်ပါနဲ့ဒုတိယအနေထားမှာတက်ပါကိုက12ချက်နဲ့ရအောင်ယူချင်တယ်ဆိုရင်တော့ပထမဆုံးတက်ဖို့လိုပါတယ်အော်ရှင်အကြောင်းအသေးစိတ်ကိုတော့ကျွန်တော်နောက်ဗီဒီယိုတစ်ခုမှာတက်တက်တင်ပေးပါမယ်ခင်ဗျာအစောကြီး button 3 စာဖြစ်သွားပြီသူက9ချက်တန်သူစားရတဲ့ cadence ဆိုတော့round 3ပဲရှိသေးတယ် button 3 စာဖြစ်သွားပြီကျွန်တော်ကတော့ Amoni ရဲ့ target level ဖြစ်တဲ့ round 4 crit round အထိကိုရအောင်ထိန်းကြည့်မယ်ကျွန်တော်အခုချိန်မှာသွားရှာလို့လည်းမရနိုင်သေးဘူးဗျကျွန်တော်မှာ2 star တွေလည်းသိမရှိသေးဘူးပြီးတော့ပတ်စံလည်းအများကြီးမရှိသေးပါဘူးကဲကျွန်တော် target level ရအောင်ထိနိုင်ခဲ့ပြီအခုချိန်မှာအကုန်လုံးရောင်းပြီးတော့5ချက်တန် 3 star တစ်ခေါင်ရအောင်ရှာမယ် Flow with the battle. I cast you out. The peace is not to be disturbed. We're taking over. Face the judgment of third. Rejoice, for there will be many more to come. Don't on alert. My rage is cosmic! Give up your resistance. Give up your resistance. Disruptive behavior. Has anyone order 3 star ရပြီကျွန်တော် favor ကနေပြီးတော့ exotic crystal ပါကောက်ထားတဲ့အတွက်ကြောင့် quality ဖြစ်သွားပြီ Points me. Kneel before your queen. Writhe in agony. Freeze it all. Step. Lilia's power. It's a bloodbath they're walking into. No one can take my lollipop. Monster kill. rejoice, for there will be many more to come.
for there will be many more to come. Legendary! Monster!